အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဒီဗီဒီယိုလေးမှာအေဂျင့်ကကောင်းတရားမလို့ပဲနဲ့နိုင်ငံခြားကိုအလုပ်ရှာနေတဲ့သူတွေအတွက်ပေါ့နော်ဒီအလုပ်ကန်ရနိုင်တဲ့ဒီလမ်းကြောင်းတွေကိုကျွန်တော်ဒီ share ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီအေဂျင့်ကမကုန်ပဲနဲ့ဒီရန်ကုန်ကနေအလုပ်ရှာပြီးတော့ဒီစင်ကာပူမှာဒီအလုပ်လုပ်နေတာ3နှစ်ရှိပေါ့နော်ကျွန်တော်ဒီအလုပ်တစ်ခုကိုဘယ်လိုပုံစံမျိုးရှောက်ပြီးတော့ရခဲ့ဆိုတော့မပြောခင်ဒီကျွန်တော်အလုပ်ရနိုင်တဲ့လမ်းကြောင်းတွေကိုကျွန်တော်အသေးစိတ်ရှင်းပြခြင်းပါတယ်အဲ့ဒီအရာတွေကတော့ကျွန်တော်တို့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ job hunting platform တွေကနေပြီးတော့အလုပ်ရနိုင်ပါတယ် job hunting platform တွေဆိုတာဘယ်လို platform တွေကိုပြောရလဲဆိုရင်ကျွန်တော်တို့ဒီအရှိတောင်အရှာမှာရှာနေတဲ့ဒီသူတွေအတွက်ဆိုလို့ရှိရင်ဘယ် job hunting platform ကအဆင်ပြေလဲဆိုရင်ကျွန်တော်တို့ Indeed ပေါ့နော်ဒီ Indeed platform ကနေပြီးတော့ကျွန်တော်ဒီစာလုံးလိုစင်ကာပူလိုနိုင်ငံကအလုပ်မျိုးကိုလည်းရှာလို့ရတယ်လို့ထိုင်းအလုပ်ကိုလည်းကျွန်တော်တို့ရှာလို့ရပါတယ်ကျွန်တော်ဒီဟောင်ကောင်တို့ထိုင်ဝမ်တို့အလုပ်တွေကိုလည်းကျွန်တော်တို့ဒီရှာမယ်ဆိုရင်ရှာလို့ရပါတယ်ကျွန်တော်ဒီမိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒီစင်ကာပူလိုနိုင်ငံမျိုးကိုအဓိက target ထားပြီးတော့ရှာနေတာမျိုးဆိုလို့ရှိရင်ဒီ job hunting platform တွေကကျွန်တော်တို့ဒီပို့ပြီးတော့တင်တော့ပါတယ်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ job center တို့ရှိမယ် job street တို့ရှိမယ်ပြီးရင် job tv တို့လို platform တွေကနေပြီးတော့ကျွန်တော်တို့ဒီရှာလို့ရပါတယ်နောက်ပြီးတော့စင်ကာပူရဲ့ဒီနောက်ထပ်ဒီကိုပိုင် platform တစ်ခုအားဘာလဲဆိုလို့ရှိရင်စင်ကာပူရီယန်တွေအတွက်ပေါ့နော်ဒီကျွန်တော်ဒီအလုပ်ကိုင်းရှာဖွေတဲ့အခါမှာပို့ပြီးလွယ်ကူဖို့အတွက်သူတို့တိစောက်ထားတဲ့ platform တစ်ခုဖြစ်ပါတယ်အဲ့ဒီ platform ကနေလည်းကျွန်တော်တို့ဒီ foreigner တွေအနေနဲ့ရှာဖွေလို့ရပါတယ်အဲ့ဒီဟာကတော့ကျွန်တော်တို့ဒီMy Career Future ပေါ့နော်ဒီ My Career Future မှာကျွန်တော်တင်ထားတဲ့အလုပ်ကိုင်းတွေကိုကျွန်တော်ဒီဝင်ကြည့်ရင်းနဲ့သူရဲ့ website တွေကိုဝင်မယ်ဝင်ရင်းနဲ့ကျွန်တော်ဒီအလုပ်ကိုင်းရှောက်တဲ့ပေါ့နော်ဒီ sector တွေပေါ့နော်ဒီ website တွေကအပိုင်းတွေထဲမှာဝင်ရှောက်ပြီးတော့ကျွန်တော်ဒီအလုပ်တွေရနိုင်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီရန်ကုန်ကနေပြီးတော့ဒီဘယ် platform ကိုကျွန်တော်သုံးခဲ့လဲဆိုလို့ရှိရင်ကျွန်တော် job street လဲjob center ကျွန်တော်ဒီ Indeed ရပေါ့နော်ပြီးရင် job tv ရဆိုပြီးတော့ဒီ platform လေးခုကိုကျွန်တော်သုံးခဲ့ပါတယ်ဒီ platform လေးခုကိုကျွန်တော်ဒီတေချာ profile လေးတိစောက်တယ်ကိုယ့်ရဲ့ experience တွေကိုတေချာကျွန်တော်ပြတယ်ကိုယ့်ရဲ့ skill တွေကိုလည်းတေချာဒီထဲမှာကောင်းတိစောက်ထားတယ်ပြီးတဲ့အခါမှာကျွန်တော်ဒီ commitment ထားပြီးတော့ကျွန်တော်အလုပ်ရှာတယ်ကျွန်တော်မနေ့ကနေ့မှာဒီအရာထားပြီးတော့ကျွန်တော်အလုပ်ရှာတယ်နေ့လည်ခင်းနေ့မှာကျွန်တော်အလုပ်ရှာတယ်ညနေခင်းနေနဲ့ညပိုင်းနေမှာကျွန်တော်ဒီအင်တာဗျူးအတွက်ကျွန်တော်ကြိုပြီးတော့ပြင်ဆင်တယ်ပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ဒီ e-skill ကိုကျွန်တော်လေ့ကျင့်တယ်ပြီးလို့ရှိရင်ဒီ interview ဖြေတဲ့အခါမှာကောင်းကောင်းဖြေနိုင်ဖို့အတွက်အလုံးနဲ့ပတ်သက်တဲ့ຢာတွေကိုလေ့လာတယ်ပြီးတော့ကိုယ်တိုင်ဒီ interviewer တယောက်အနေနဲ့ကိုယ်တိုင် interview ခံရတဲ့သူတယောက်အနေနဲ့ကျွန်တော်ဒီနှစ်နေရာထားပြီးတော့လေ့ကျင့်တယ်ဒီလိုမေးလာမယ်ဆိုလို့ရှိရင်ဘယ်လိုဖြေမယ်ဒါမျိုးတွေပေါ့နော်လေ့ကျင့်တယ်အဲ့လိုလေ့ကျင့်ခြင်းအပြင်ကျွန်တော်ဒီရန်ကုန်ကနေပြီးတော့အလုပ်ရှာတာကျွန်တော်ပထမတစ်ပတ်လောက်မှာကျွန်တော်ဒီအင်တာဗျူးမရသေးဘူးပေါ့နော်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်စိတ်မပြတ်ဘဲနဲ့ရှောက်တဲ့ခါမှာကျွန်တော်10ရက်လောက်မြောက်တဲ့နေ့မှာကျွန်တော်အင်တာဗျူးစာရတယ်ပေါ့နော်အဲ့လိုအင်တာဗျူးစာရတဲ့ခါမှာဒီlanguage တစ်ခုရဲ့အခက်ခဲရဲ့ကျွန်တော်ဒီnetwork ပေါ့နော်ဒီ internet connection မကောင်းတာရယ်ပြီးလို့ရှိရင်တခုကကျွန်တော်ဒီရန်ကုန်ကနေမြန်မာနိုင်ငံကနေရှာတာဖြစ်တဲ့အတွက်ဒီကျွန်တော်ဒီစင်ကာပူရဲ့ဒီ e-skill ပေါ့နော်ဒီ e-skill ကိုကျွန်တော်ဒီ listening ကောင်းကောင်းမရတာရယ်ပထမ interview မှာကျွန်တော်လွဲချော်သွားတယ်ဒါပေမဲ့အဲ့ interview ကနေပြီးတော့ကျွန်တော်အကောင်းဆုံးဒီကိုသင်ယူခဲ့တဲ့အပိုင်းတွေကိုကျွန်တော်ပြန်ပြီးတော့ရအောင်ယူရပေါ့နော်ငါးပါးတွေလိုအပ်ချက်ရှိလဲငါးပါးတွေဖြည့်နိုင်လိုက်လဲငါးပါးတွေရလိုက်လေပေါ့နော်ဘာတွေနောက် interview တွေကြိုပြင်ဆင်တင်တယ်ကျွန်တော်ဒါမျိုးတွေဒီအားသာချက်အနာချက်ကိုပြန်ထုတ်ပြီးတော့နောက်ထပ်အလုပ်ထပ်လျှောက်တယ်လျှောက်တဲ့အခါမှာကျွန်တော်3ရက်မြောက်4ရက်မြောက်နေ့မှာဒီ interview တွေထပ်ခါရတယ်ကျွန်တော်တို့ဒီ interview တွေပေါ့နော်ဒီရတိုင်းနဲ့ကျွန်တော်ဒီအလုပ်ရပြီလို့ကျွန်တော်တို့သတ်မှတ်လို့မရအောင်တချို့ interview တွေကြတော့ကိုယ်ကိုညင်းသွားတာရှိသလိုတချို့ interview တွေကိုကြတော့ကိုကပြန်ပြီးတော့ညင်းလိုက်ရတာအပိုင်းတွေလည်းရှိရပေါ့နော်ကျွန်တော်စတုထမြောက် interview မှာဆိုလို့ရှိရင်အလုပ်ရှင်တွေရောက်ကနေပြီးတော့ကျွန်တော်ကိုအလုပ်ဒီတွန်းလှန်လာတဲ့လာတာရှိရပေါ့နော်
ကန့်လန့်လာတဲ့လာစာနဲ့ position နဲ့ကျွန်တော်တို့ကျွန်တော်ပြန်ပြီးတော့ချိန်ကြည့်လိုက်တဲ့အနေအထားမျိုးမှာကိုယ့်အတွက်ဘယ်လိုမှအဆင်ပြေနေတဲ့ကန့်လန့်ချက် offer ဖြစ်တဲ့အတွက်ကျွန်တော်ညှင်းလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ထပ်ကန်တကရှောက်တဲ့ခါမှာကျွန်တော်ကျွန်တော်ပစ္စမမြောက်မှာလည်းကျွန်တော်လွဲချော်ခဲ့တယ်ကျွန်တော်ဆက်ထမမြောက်ပေါ့နော်6ကြိမ်မြောက်အင်တာဗျူးမှာကျွန်တော်အလုပ်ရခဲ့ပါတယ်အဲ့လိုအလုပ်ရတဲ့အင်တာဗျူးမှာဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်လောက်ထိအောင်လုပ်ရလဲဆိုရင်ကျွန်တော်မနက်ခင်းပိုင်းမှာအင်တာဗျူးတယ်ပြီးလို့ရှိရင်ကျွန်တော်နေ့လယ်ခင်းပိုင်းမှာသူတို့လိုအပ်တဲ့ pass တွေကိုတင်ပေးတယ်ကျွန်တော်နောက်2ရက်လောက်3ရက်လောက်မြောက်တဲ့နေ့မှာကျွန်တော်စင်ကာပူအစိုးရကနေပြီးတော့ကျွန်တော်IPA လက်တာကြားရပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်အလုပ်ရလာရပေါ့နော်ကျွန်တော်အလုပ်ရလာတဲ့အကြောင်းတွေကိုအသေးစိတ်ပေါ့နော်ကျွန်တော်နောက်ပြီးတော့မှအသေးစိတ်ထပ်ပြီးတော့ရှင်းပြပါအောင်မယ်အဲ့တော့ကျွန်တော်ကျွန်တော်ဆွေးနွေးတဲ့ဘက်ကိုကျွန်တော်တို့ပြန်သွားလိုက်ရအောင်ကျွန်တော်တို့job hunting platform တွေမှာကျွန်တော်commitment ထားပြီးတော့ပေါ့နော်အလုပ်ရအောင်ရှောက်မယ်ဆိုတဲ့ commitment ထားပြီးတော့ကျွန်တော်teacher လေး focus ထားပြီးတော့ပြင်ဆင်တဲ့နေရာကြီးပြင်ဆင်မယ်ကျွန်တော်အားထုတ်တဲ့နေရာတွေအားထုတ်မယ်ဆိုလို့ရှိရင်platform တွေကနေပြီးတော့အလုပ်ကိုင်းရနိုင်ပါတယ်platform တွေကိုကျွန်တော်တို့သုံးဖို့ဆိုလို့ရှိရင်ပထမဆုံးလိုအပ်တဲ့တစ်ချက်ကကျွန်တော်တို့CV form ပေါ့နော်ကိုယ့်ရဲ့ resume CV ပေါင်းကျွန်တော်တို့ကောင်းကောင်းတစ်ခုရှိဖို့လိုတယ်CV ပေါင်းတစ်ခုဘယ်လိုစောင့်ရမယ်CV ပေါင်းတစ်ခုကိုဘယ်လိုပြင်ရမယ်ကျွန်တော်website တွေကနေလည်းပြင်လို့ရသလိုMicrosoft Word တို့Microsoft PowerPoint တို့ကောင်းကောင်းသုံးချနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင် CV တစ်ခုကိုစောင့်လို့ရမယ် resume တစ်ခုကိုစောင့်လို့ရမယ်ပေါ့နောက်ပိုင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့template တွေပေါ့နော်ချပေးတာမျိုးလည်းရှိတယ်ပေါ့နော် template တွေလိုလည်းကိုရှိနေတာမျိုးတွေလည်းရှိတယ်ဥပမာကျွန်တော်Canva လို website လိုနေရာတွေမှာကျွန်တော်လွယ်ကူ free ရတဲ့ template တွေကိုdownload ဆွဲပြီးတော့အဲ့ဒီမှာကိုဖြန့်ညက်ကပ်လုပ်ပြီးတော့အကောင့်လုံး CV resume တစ်ခုကိုကျွန်တော်ပြင်ထားတင်ပါတယ်resume တစ်ခုရှိရမယ်ကျွန်တော်ပြီးရင်ကျွန်တော်တို့email တွေတုံးတက်ဖို့လည်းလိုတယ်ပေါ့နော် email တုံးတက်ဖို့လိုတယ်ကျွန်တော်တို့ပြီးလို့ရှိရင်စင်ကာပူမှာဆိုရင်အဓိက social media ပေါ့နော်ပြောဆိုဆက်ဆံတာ WhatsApp ပေါ့နော်WhatsApp ကိုလည်းကျွန်တော်ကောင်းကောင်းတုံးတက်ဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ပြင်ဆင်ထားမယ်ဆိုလို့ရှိရင်job hunting platform တွေအလုပ်ကျွန်တော်တို့မလွဲမသွေရနိုင်ပါတယ်အခုလိုမျိုးကျွန်တော်job hunting platform တွေကိုကျွန်တော်သုံးပြီးတော့အလုပ်ရှာဖို့ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့ CV form တွေ resume တွေအပြင်job hunting platform တွေထဲမှာကျွန်တော်တို့ရဲ့profile ကိုတိစောက်ဖို့လိုတယ် account တွေဖောက်ရမယ် profile တွေတိစောက်ရမယ်experience နဲ့ skill တွေကိုဒီထဲမှာဘယ်လိုရေးရမယ်ဆိုတာတွေကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ကျွန်တော်ရှင်းပြပါမယ်ဒုတိယတစ်ချက်အနေနဲ့အလုပ်ရနိုင်တဲ့လမ်းကြောင်းကတော့ကျွန်တော်observation ပေါ့နော် observation လို့ခေါ်တဲ့ကျွန်တော်တို့မျက်စိဖွင့်နားစွင့်တဲ့အပိုင်းကနေပြီးတော့အလုပ်ရနိုင်ပါတယ်အဲ့ဒါကဘယ်လိုအမျိုးကိုဆိုလိုပါလဲဆိုလို့ရှိရင်ဥပမာမိတ်ဆွေအနေနဲ့ကုမ္ပဏီတစ်ခုရဲ့ကုမ္ပဏီတစ်ခုရှေ့ရနေပေါ့နော်ဒါမှမဟုတ်ရင် shopping mall တစ်ခုရှေ့ရနေပြီးတော့ဒါမှမဟုတ်ရင် office တစ်ခုကရှေ့ရနေပြီးတော့မိတ်ဆွေဖြတ်သွားဖြတ်လာရှောင်းမိတဲ့အနေအထားမျိုးမှာပေါ့နော်သူတို့ရဲ့ notice board မှာကတ်ထားတဲ့အလုပ်ခေါ်တာမျိုးကိုတွေးလိုက်တာမျိုးဒါမျိုးကနေပြီးတော့တွေးလိုက်လို့အလုပ်လျှောက်ပြီးတော့အလုပ်ရတာမျိုးတဲ့ဆိုလိုတာပါအလုပ်ရလာနိုင်တဲ့ပေါ့နော် case ကိုကျွန်တော်ဆိုလိုတာပါဒီလိုမျိုးမျက်စိပွင့်နားဆွင့်ဖို့အနေအထားမျိုးကနေပြီးတော့လည်းအလုပ်ရနိုင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုအမျိုးတွေကိုကျွန်တော်ဆိုလိုသေးလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့အနေနဲ့သတင်းစာဖတ်ရင်ကနေပြီးတော့သတင်းစာထဲမှာအလုပ်ခေါ်တာတွေတွေ့ရတာမျိုးပေါ့နော်ကျွန်တော်TV တို့internet တို့သုံးရင်းကနေပြီးတော့ကျွန်တော်internet မှာရုပ်တရားပေါ့နော်ကျွန်တော်အလုပ်ခေါ်တာကြော်ညာတာမျိုးလေးတွေကုမ္ပဏီတစ်ခုကနေပြီးတော့ကျွန်တော်တက်လာတာမျိုးပေါ့နော်ပြီးရင်ကိုသုံးနေတဲ့ social media platform ဥပမာ Facebook တို့လိုအရာမျိုးတွေကနေပြီးတော့ဒါမှမဟုတ် TikTok လိုအရာမျိုးတွေကနေပြီးတော့အလုပ်ခေါ်နေတဲ့အရာမျိုးတွေကျွန်တော်တွေ့ရတာမျိုးပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့မျက်စိဖွင့်နားစွင့်ထားခြင်းအဖြစ်လဲကိုယ့်အတွက် job opportunity တစ်ခုကိုရနိုင်တယ်ပေါ့နော်ပြီးရင်ဒါကတော့ကျွန်တော်social platform တွေကိုကျွန်တော်တို့မျက်စိပွင့်နားဆွတာပေါ့နော်ဖြတ်လာလို့မျက်စိပွင့်နားဆွတာပေါ့နော်နောက်တစ်ခုကကိုယ်တိုင်းအလုပ်ရှိတဲ့နေရာကိုမကြာခဏများသွားပြီးခြင်းအပြင်မျက်စိပွင့်နားဆွဖို့လိုတယ်ပေါ့နော်ဘယ်လို case တွေကိုကျွန်တော်တို့ပြောရလဲဆိုလို့ရှိရင်
ကိုယ့်ရဲ့ career နဲ့ကိုင်းညီတဲ့ဒီ company တွေကျွန်တော်တို့ office တွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ factory တွေဆိုင်ခန်းတွေ shopping mall တွေရှိတဲ့နေရာတွေကိုကျွန်တော်တို့များများသွားပြီးဖို့လိုတယ်အဲ့လိုများများသွားပြီးခြင်းအဖြစ်ဒီ job opportunity တွေရှိတဲ့အခါမှာကိုကပထမဦးဆုံးဆိုတာကျွန်တော်ဒီတွေ့နိုင်တယ်ပထမဦးဆုံးမှာတွေ့နိုင်တယ်ပြီးလို့ရှိရင်ကိုကဒီ first applicant ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုခြင်းအဖြစ်ကိုက interview ရဖို့အတွက် chance ပို့ပြီးတော့သူများတွေတည်းများမယ်အဲ့လိုပေါ့နော်ဒီchance များခြင်းအဖြစ်ကိုသာ interview အတွက်ကောင်းကောင်းပြင်ဆင်ထားမယ်ဆိုရင်အလုပ်ကိုင်ကရနိုင်ဖို့ဒီသိကြပါတယ်ပေါ့အဲ့ဒီနေရာဖြစ်လဲကျွန်တော်ဒီအလုပ်ကိုင်တွေရနိုင်တယ်ပေါ့နော်နောက်ထပ်နည်းကဒီတနည်းကဘလို့နီးလန်းအဖြစ်ကျွန်တော်ရနိုင်လဲဆိုလို့ရှိရင် social network community လို့ခေါ်တယ်ကျွန်တော်တို့ကိုယ်တိုင်ပေါင်းသင်းခဲ့တဲ့အပေါင်းအသင်းတွေဒီ community ပေါ့နော်ဒီအဆက်ဆက်မှုတွေကနေပြီးတော့ကျွန်တော်အလုပ်ကိုင်တွေရနိုင်ပါတယ်ဥပမာဒီမိတ်ဆွေအနေနဲ့ထိုင်းလိုနိုင်ငံမျိုးမှာဒါမှမဟုတ်ရင်စာလုံးလိုနိုင်ငံမျိုးမှာဒါမှမဟုတ်ရင်ကျွန်တော်ဒီဟောင်ကောင်လိုထိုင်ဝမ်လိုနိုင်ငံမျိုးမှာအလုပ်ရှာနေတယ်ဆိုရင်တကယ်လို့သာမိတ်ဆွေမှာဒီလိုနိုင်ငံတွေမှာအတိမိတ်ဆွေတယောက်ယောက်ရှိခဲ့တယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ပထမဆုံးလုံနိုင်တဲ့အချက်တွေကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအလုပ်ရှာနေတဲ့အကြောင်းကို open လုပ်ဖို့လိုတယ်ပြီးရင်ကိုလုံနေတဲ့အလုပ်ကိုင်တွေကိုလည်းကျွန်တော်တို့ဒီရှင်ဖွင့်ဖို့လိုတယ်ချပြဖို့လိုတယ်ကိုလှုပ်ရှင်တဲ့ဒီအလုပ်ကိုင်နဲ့ကိုရကျင်တဲ့အလုပ်ကိုင်နဲ့ကိုသွားကျင်တဲ့လမ်းကြောင်းတွေကိုလည်းရင်ဖွင့်ဖို့လိုတယ်ကိုမသိတဲ့အရာတွေဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့အရာကိုလည်းမေးမြန်းဖို့လိုတယ်ပေါ့နော်လိုအပ်လို့ရှိရင်သူ့ရဲ့ company မှာဒီ position တခုရှိမရှိကိုလည်းကျွန်တော်တို့ဒီမေးလို့ရနိုင်တယ်ပေါ့နော်အပေါင်းအသင်းရှိခြင်းအပြင်အဲ့လိုမေးလိုက်တဲ့အနေအထားမျိုးမှာရင်ဖွင့်ပြီးတော့ကိုဒီအလုပ်တစ်ခုရှာနေတဲ့အကြောင်း open လုပ်ထားတဲ့ဒီအခြေအနေတစ်ခုကြောင့်ပေါ့နော်ကိုယ့်ရဲ့အသင်းမိတ်ဆွေကနေပြီးတော့မိတ်ဆွေတွေသူ့ company မှာ position တစ်ခုရှိမရှိသူ HR နဲ့တွေ့တဲ့အခါမျိုးမှာဒါမှမဟုတ်ရင်တတိနဲ့တွေ့တဲ့အခါမျိုးမှာဒါမှမဟုတ်လို့ရှိရင် manager နဲ့တွေ့တဲ့အခါမျိုးမှာသူမေးပေးပါလိမ့်မယ်ပေါ့နော်အဲ့လိုမေးပေးလိုက်လို့ company မှာ position တစ်ခုရှိနေခဲ့ရင်ဒါကိုယ့်အတွက် job opportunity တစ်ခုပေါ့နော်ကိုယ့်အတွက်အခွင့်အရေးတစ်ခုရလာပါတယ်အဲ့ဒီအခွင့်အရေးကိုဒီကျွန်တော်တို့ကောင်းကောင်းအသုံးချနိုင်မယ်ဆိုလို့ရှိရင်အလုပ်ကိုင်ရနိုင်ပါတယ်တကယ်လို့ဒီကိုယ့်ရဲ့မိတ်ဆွေရဲ့ဒီ company မှာကျွန်တော်ဒီ position တစ်ခုရှိမနေခဲ့ဘူးဆိုရင်တော့မှအဲ့ဒီမိတ်ဆွေကသူ့ရဲ့ပေါ့နော်ဒီ single အတိတွေရဲ့ company တွေမှာရှိမရှိဒီမိတ်ဆွေတွေကိုကျွန်တော်တို့ single မေးပေးခြင်းအဖြစ်ကိုကြီးပေးနိုင်ပါတယ်ပေါ့နော်အဲ့လိုကိုကြီးပေးခြင်းအဖြစ်ကျွန်တော်တို့က opportunity တွေကဒီတနေရာနေပေါ့ကျွန်တော်တို့ဒီရှာတာဖြစ်တဲ့အတွက်တနေရာမဟုတ်နေရာမှာကျွန်တော်တို့ကိုနဲ့ကြိုက်တဲ့ဒီ career ပေါ့နော်ဒီရှိခဲ့မယ်ဆိုလို့ရှိရင် position တစ်ခုရှိခဲ့မယ်ဆိုလို့ရှိရင်ကိုယ်တိုင် interview တွေရပြီးတော့ဒီခွင့်ရေးကောင်းတွေရနိုင်ပါတယ်ဒီလိုနည်းအားဖြင့်ကျွန်တော်ဒီမိတ်ဆွေပေါင်းသင်းတွေဒီအသင်းမိတ်ဆွေတွေကနေပြီးတော့လုပ်ရနိုင်ပါတယ်ဒီနောက်ပိုင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုကြုံတွေ့ရလဲဆိုလို့ရှိရင်ပေါ့နော်ဒီ community ကောင်းကောင်းတစ်ခု network ကောင်းကောင်းတစ်ခုရှိထားခြင်းအပြင်ဒီကျွန်တော်တို့ဒီလုပ်ငန်းဝင်တွေမှာဆိုလို့ရှိရင်ကျွန်တော်အတိအကိုတယောက်ပေါ့နော်အတိအကိုတယောက်ဆိုလို့ရှိရင်သူအလုပ်ပြောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဟိုမှာကျွန်တော်ပထမအဆင့်တွေလို့ကျွန်တော် CV ဖောင်တွေကောင်းကောင်းပြင်မယ် resume တွေကောင်းကောင်းပြင်မယ်ပြီးလို့ရှိရင် job platform တွေမှာဒီအလုပ်ရှောက်မယ် interview တွေဖြေမယ်အဲ့လိုနီးလန်းတွေကိုကျွန်တော်ဒီကြော်ပြီးတော့ပေါ့နော်ဒီ community network ကောင်းကောင်းရှိတာဖြစ်တဲ့အတွက်အဲ့ဒီ network တွေကနေပြီးတော့ကျွန်တော်ဒီအဆင့်တွေကိုကြော်ပြီးတော့အလုပ်တွေဒီရလာတယ်ပေါ့နော်ဘယ်လိုရလာလဲဆိုလို့ရှိရင်ဥပမာကိုယ်အနေနဲ့ပေါ့နော်အလုပ်ပြောင်းရင်လည်းစိတ်ခံစားချက်တစ်ခုကိုကျွန်တော်တို့ဒီရင်ဖွင့်လိုက်တာမျိုးပေါ့နော်ဒီအလုံးမှာအဆင်မပြေလို့ပဲဖြစ်ဖြစ်အဆင်ပြေလို့ပဲဖြစ်ဖြစ်ကျွန်တော်ဒီနောက် opportunity တစ်ခုမှာကောင်းကောင်းဒီလိုချင်တဲ့ target တစ်ခုကိုပြောပြလိုက်လို့ပဲဖြစ်ဖြစ်ရင်ဖွင့်လိုက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီအလုပ်ရှာနေတဲ့အကြောင်း open လုပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့အတိမိတ်ဆွေကသူလုပ်နေတဲ့ company မှာသူposition ရှိတဲ့အခါမှာဥပမာကျွန်တော်ဒီမှာတော့အလုပ်ရှိတယ်ဒီ position နဲ့ဒီလိုလားစာအမောင်းနဲ့ဒီအခွင့်အရေးနဲ့ကျွန်တော်တို့ရနိုင်တယ်စိတ်ဝင်စားလားဒါမျိုးတွေကျွန်တော်တို့ဒီအပေါင်းအသင်းတွေကနေပြီးတော့ဒီကိုယ်မှာရှိနေတဲ့ဒီ position ကိုကျွန်တော်တို့ဒီ share ပေးကြရပေါ့နော်ဒီလို share ပေးခြင်းအပြင်ဒီအလုပ်ကိုင်တွေပြောင်းကြရပေါ့နော်ဒီနောက်ပိုင်းတွေမှာ
အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ network ကောင်းကောင်းပေါ့နော်ဒီ social network communication ကောင်းကောင်းရှိခဲ့မယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာကျွန်တော်တို့ဒီအလုပ်ကိုင်းတွေဒီအခွင့်အလမ်းတွေပို့ပြီးတော့ကျွန်တော်တို့ဒီကျေပြန့်လာတယ်ပေါ့နော်အခုအလုပ်ရှာနေတဲ့အချိန်တွင်းမှာရောအလုပ်တွေလုပ်ပြီးတော့ဒီနောက်တစ်ချိန်မှာအလုပ်ပြောင်းနေတဲ့အခါမျိုးမှာရောကျွန်တော်ဒီ network ကကျေလာတာဖြစ်တဲ့အတွက်ကိုယ်အတွက် job opportunity တွေကပိုပြီးများလာတယ်ပေါ့နော်ကျွန်တော်အတိကိုတယောက်ဆိုရင်လည်းဒီနေရာပြတည်တဲ့ပို့ကျွန်တော်တို့ဒီသူလက်ရှိလုပ်နေတဲ့အလုပ်တက်ပိုကောင်းတဲ့ company ကြီးတစ်ခုမှအလုပ်ရသွားရပေါ့နော်ဒီအပေါင်းအသင်းဒီတစ်ခုကနေပြီးတော့ပဲသူဆက်ပြီးတော့လုပ်ရသွားရပေါ့ဒီလိုနည်းလမ်းတွေကနေပြီးတော့ကျွန်တော်ဒီအလုပ်ကိုင်းတွေရနိုင်တယ်ပေါ့နော်နောက်ထပ်နည်းရကြတော့ကျွန်တော်ဒီဘယ်ပိုင်းကနေပြီးတော့ကျွန်တော်ရနိုင်လဲဆိုလို့ရှိရင်ဒီ past achievement လို့ခေါ်တယ်ပေါ့နော်ကိုအရင်ကလုပ်ခဲ့တဲ့အရာတွေရဲ့ဒီအတီးပွင့်ကနေပြီးတော့ဒီကျွန်တော်အလုပ်ကိုင်းတွေပြန်ပြီးတော့ခံစားလို့ရပါတယ်အဲ့ဒါကဘယ်လိုအမျိုးလဲဆိုလို့ရှိရင်ဥပမာဒီကျွန်တော်တို့အနေနဲ့ဒီအရင်ကုမ္ပဏီမှာပေါ့နော်ဒီလောက်ခဲ့တဲ့အရာတွေကကျွန်တော်တို့ဒီduty and responsibility ပြည့်ခဲ့တယ်ကျွန်တော်တို့ဒီလွန်ရဲ့ပြည့်တယ်ပေါ့နော်ဒီအရင်ကိုယ့်ရဲ့ company ပေါ်မှာသစ္စာရှိတယ်အသစ်ကောင်းကောင်းနဲ့ကျွန်တော်တို့ဒီအလုပ်လုပ်ခဲ့တယ်ဒီအလုပ်ရှင်နဲ့လုပ်သမားနဲ့ချာမှာရှိရမယ်ပေါ့နော်ကျွန်တော်ဒီအသစ်ပေါ့နော်ဒီ leave ချင်းဝင်နေကျွန်တော်ဒီအလုပ်ကိုင်ကိုစေနာထားပြီးတော့လုပ်ခဲ့တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ KPI လို့ခေါ်တဲ့ key performance ဒီ level တွေကနေပြီးတော့ဒီကောင်းကောင်းရှိခဲ့တယ်ပေါ့နော်ဒီ HR တွေနဲ့ manager တွေရဲ့ကြားမှာဒီတထေးနဲ့ဒီကိုယ်နဲ့ကြားမှာပေါ့နော်ဒီ KPI တွေကလည်းကောင်းကောင်းမြင်သာသာရှိခဲ့တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ experience နဲ့ skill တွေကိုလည်းကိုကဒီ company အတွက် contribution လုပ်ခဲ့တယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာကိုကဒီ company မှာအလုပ်မလုပ်ဖ ೇನೆ ကိုယ်နိုင်ငံကိုပြန်သွားတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံတစ်ခုကိုအခြေချသွားတာမျိုးဒါမျိုးကနေပြီးတော့အဆင်မပြေလို့ပြန်လာခြင်းတဲ့နေတာမျိုးမှာဒီတထေးတွေကကျွန်တော်ဒီ always welcome ဖြစ်တယ်ပေါ့နော်ဒီကိုယ့်အတွက်နေရာတစ်ခုပြန်ပေးခြင်းတယ်ပေါ့နော်အဲ့လိုနေရာဖြစ်လဲကျွန်တော်ဒီအလုပ်ကိုင်ရှာဖွေပြန်ရှာဖို့အတွက်ဒီမခဲရင်တော့ပေါ့နော်ဒီလို past achievement တွေအားလေပြီးတော့လဲကျွန်တော်အလုပ်ကိုင်လေးရနိုင်တယ်ဒီ past achievement ဒီ phone နီးလန်းနဲ့ကျွန်တော်ဒီရှေ့က number 3နီးလန်းတွေကဆက်စပ်မှုရှိတယ်ပေါ့နော်ဘယ်လိုဆက်စပ်မှုရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီကိုယ့်ရဲ့ past achievement ကိုကိုယ့်ရဲ့အတိမိတ်ဆွေပေါင်းသိနေတာတီးခဲ့မယ်ဆိုလို့ရှိရင်ကိုအားဒီနောက်အလုပ်တစ်ခုကိုပြောင်းနေတယ်ဆိုရင်သူတို့အနေနဲ့ကိုကိုခေါ်ခြင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီလူက skill and development ရှိတယ် experience ကောင်းကောင်းရှိတယ်ကိုယ့် company မှာဒီကောင်းကောင်းတိစောက်နိုင်တယ်ပေါ့နော်ကောင်းကောင်းဒီဝင်တိုးလို့ရတယ်ကိုယ့်ရဲ့ဒီ company မှာဆိုလို့ရှိရင်လုံနေတဲ့ position နဲ့သူနဲ့ကိုင်ညီမှုရှိတယ်ပေါ့နော်ဒါမျိုးလိုအချက်တွေကိုကျွန်တော်ဒီ manager လို့အဆင့်တွေ HR လို့အဆင့်တွေကျွန်တော်ဒီတစ်ထေးလို့အဆင့်တွေကိုကိုယ့်အတွက်ပေါ့နော်ဒီ feedback ပေါ့နော် recommend ပေးတာမျိုးတွေရှိခဲ့မယ်ဆိုရင်ကိုကဒီတဲ့ပိုကောင်းတဲ့ဒီ opportunity တစ်ခုကိုကျွန်တော်တို့ဒီအလုပ်ရှာကြရမလို့ပဲねကျွန်တော်တို့ဒီsingle ပေါ့နော်ကျွန်တော်ဒီ CP form တွေနဲ့ဒီ resume တွေနဲ့ရှာကြရမလို့ပဲねကျွန်တော်ဒီတစ်ဆင့်တက်ပို့တဲ့အလုပ်ကိုင်ခွင့်လန်းတွေကိုလည်းခံစားလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်ဒီအလုပ်ကိုင်ရှာလို့ရနိုင်တဲ့ဒီနီးလန်းတွေအကြောင်းကိုကျွန်တော်ရှင်းပြတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနောက်ထပ်ဒီထပ်ပြီးတော့ share ပေးနေတဲ့အကြောင်းအရာလေးကကျွန်တော်တို့ဒီဒါဒီကျွန်တော်တက်ပေါ့နော်ငယ်တဲ့ညီမငယ်တွေကြီးတဲ့အကူအမတွေဒီအလောက်ကန်ခုလက်ရှိရှာနေတဲ့သူတွေအတွက်ကျွန်တော်တခုအကြံပေးချင်တာကကျွန်တော် social network တခုကိုကျွန်တော်ဒီ platform တခုပေါ့နော်ဒီဒါ social ဒီကျွန်တော်တို့ဒီ media တခုကိုကျွန်တော်သုံးသင်တယ်ပေါ့နော်အဲ့ဒီကကျွန်တော် Facebook လည်းမဟုတ်လို့ကျွန်တော် TikTok လည်းမဟုတ်ပေါ့နော်အဲ့ဒီကတော့ကျွန်တော် LinkedIn ဖြစ်ပါတယ်ဒီ LinkedIn ကိုကျွန်တော်ကိုယ်တိုင်လည်းသုံးနေပါတယ်ဒီ LinkedIn ကကျွန်တော်ဒီတာမှာ social platform တခုသူကပို့တယ်ပေါ့နော်ဒီကဘာအတွက်ဒီရွေချက်ရှိထုတ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီအလောက်ကိုင်းအတွက်ကိုပဲအဓိကရည်ရွယ်ပြီးတော့ဒီ social media ကိုကျွန်တော်ဒီသုံးတာများတယ်ပေါ့နော်ဒီ LinkedIn မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ကဒီကျွန်တော်ရဲ့ profile တွေကိုတိစောက်တဲ့အခါမှာဆိုလို့ရှိရင်ဒါမှဒီ social media ဒီလို platform ကျွန်တော်တို့ဒီတိစောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီနေ့စဉ်ဒီဖြစ်နေတဲ့အရာတွေကျွန်တော်တို့ရဲ့ဒီခံစားနေတဲ့အရာတွေကိုပို့တစ်ခုအနေနဲ့တင်လိုက်မယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ဒီမသုံးကြဘူးပေါ့နော်ဘယ်လိုအရာမျိုးတွေသုံးကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ profile ကောင်းကောင်းတစ်ခုကိုတိစောက်တယ်အဲ့ဒီ profile ကောင်းကောင်းကကိုယ့်ရဲ့ career objective ကိုပြရတယ်ပေါ့နော်ဒီ
ကိုယ့်ရဲ့ဒီစားခဲ့တဲ့ career လမ်းကြောင်းကနေပြီးတော့ဘယ်လိုမျိုး develop နဲ့ကျွန်တော်တို့သွားရတယ်ပေါ့နော်ဒီဟာတွေကိုဘယ်လိုပြလဲဆိုရင်ကိုရခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ကောင်းကောင်းချပြရတယ်တိစောက်ပြရတယ်ကိုယ့်ရဲ့ skill တွေကိုဒီထဲမှာပြရတယ်ပေါ့နော်ဒီအသေးချာလေးဒီကျွန်တော်ဒီ column တွေဆွဲပြီးတော့ကျွန်တော်ဒီချပြထားတယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အရင်ကပြီးမြောက်ခဲ့တဲ့ achievement တွေဥပမာကျွန်တော် certification တွေကော်မျိုးတွေ diploma လို့ကော်မျိုးတွေကျွန်တော်ဒီ degree လို့ပွဲမျိုးတွေ master degree လို့ကျွန်တော် PhD လို့ degree မျိုးတွေဒီလို education နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီ profile ထဲမှာပဲချပြရပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ career objective ကဒီနောက်မှာပဲကိုယ့်ရဲ့အခု level မှာပဲရပ်မနေပဲနဲ့ future အတွက်ကျွန်တော်တို့ဒီဘယ်လိုပုံစံမျိုး develop ပြီးအဆင့်မှာရှိနေရဲဆိုတာမျိုးဒါမျိုးတွေချပြထားတဲ့ဒီချပြတင်တယ်ပေါ့နော်ချပြပြီးတော့တုံးကြတယ်ကျွန်တော်ဒီ social media တခုဖြစ်တယ်ပေါ့နော်ဒီ LinkedIn อ่ะအဲ့လိုလှုပ်ရှားခြင်းအဖြစ်ကျွန်တော်တို့ကဘာတွေရလဲဆိုလို့ရှိရင်ဟိုမှာကျွန်တော်တို့တွေကဒီအလုပ်တစ်ခုကိုရှာခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီ LinkedIn ကနေပြီးတော့ကျွန်တော်တို့ရှာခြင်းတဲ့အလုပ်ကိုင်းမျိုးစာကိုရိုက်ပြီးတော့ရှာလို့ရပါတယ်အခုလိုပုံစံမျိုးပေါ့နော်အဲ့လိုရှာလိုက်တဲ့အနေအထားမျိုးမှာဒီကျွန်တော်တို့ရှာလိုက်တယ်ရှာပြီးလို့ရှိရင်ဒီကုမ္ပဏီတစ်ခုကနေခေါ်နေတယ်လို့ကျွန်တော်ဒီLinkedIn ထဲမှာတစ်ခုကနေပြီးတော့အလုပ်ကြော်ညာသာတင်နေတယ်ပေါ့နော်ခေါ်နေတယ်လို့ကျွန်တော်ဒီတွေးလို့ရှိရင်ကျွန်တော်တို့ကနေဝင်ရှောက်လိုက်မယ်ရှောက်လိုက်တဲ့အခါမှာဟိုဘက်ကနေပြီးတော့အလုပ်ရှင်ကကျွန်တော်တို့ရဲ့ profile ကိုသူဝင်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ profile ကိုအသေးသေးကြည့်မယ်ကျွန်တော်တို့ရဲ့ profile ကဒီသူ့ကုမ္ပဏီနဲ့ကိုက်ညီတဲ့ position နဲ့ညီနေရဆိုရင်ကျွန်တော်တို့ဒီကို interview ဖိတ်ခေါ်လိုက်မယ်အဲ့လိုနေရာပြည့်ကျွန်တော်တို့အားသာချက်ရရပေါ့နော်ဒီ LinkedIn profile ကောင်းဒီဆောင်ခြင်းအပြည့်ဒီ link ကိုတုံးခြင်းအပြည့်အဲ့လိုရရတယ်ပေါ့နော်နောက်တစ်နည်းကကျွန်တော်တို့ဒီ LinkedIn မှာကျွန်တော်ဒီ open to web ဆိုတဲ့ဒီလိုအရာမျိုးလေးပေါ့နော် open to web ဆိုပြီးတော့ကျွန်တော်လုပ်ထားလို့ရတယ်အဲ့ open to web ကဘာကိုပြောရလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့အနေနဲ့နောက်တဲ့အလုပ်ကိုင်းတစ်ခုကိုကျွန်တော်တို့ဒီတွားဖို့အတွက်ကျွန်တော်တို့ဒီအစီအစဉ်ရှိတယ်နောက်တဲ့ကျွန်တော်တို့ဒီအလုပ်ကိုင်းတစ်ခုကိုကျွန်တော်တို့ရှာနေတယ်ပေါ့နော်ဒီအလုပ်ပြောင်းဖို့ဒီစိတ်ကူးစိတ်တန်ရှိတယ်ဆိုတာမျိုးတစ်ဖက်ကအလုပ်ရှင်တွေဒီကုမ္ပဏီတွေကိုကျွန်တော်တို့ဒီမြင်သားလဲအောင်လုပ်ထားတဲ့အပိုင်းလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ကနေဒီဘက်ကနေပြီးတော့ open to web လို့ကျွန်တော်တို့ဒီလုပ်ထားမယ်ဆိုရင်ဟိုဘက်မှာကိုကဒီအလုပ်တစ်ခုကိုပြောင်းဖို့အတွက်အလုပ်တစ်ခုရှာနေတယ်ဆိုတာမျိုးကုမ္ပဏီဒီကျွန်တော်ဒီ HR တွေရဲ့ဒီဟောတွေထဲမှာကျွန်တော်သွားပေါ်တယ်ပေါ့နော်အဲ့လိုလွယ်လွယ်ကူပေါ်ခြင်းအပြင်ကိုကြီးကိုဒီprofile တွေကနေဝင်ကြည့်ပြီးတော့ကိုကြီးကိုကျွန်တော်ဒီ interview တွေအတွက်ကဏ္ဍမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါမျိုးတွေအဖြစ်လေကျွန်တော်ဒီ LinkedIn သုံးခြင်းကအကျိုးတွေရတယ်ပေါ့နော်ဒီလိုအခွင့်အလမ်းတွေရတယ်ပေါ့နောက်တစ်ခုကဒီကျွန်တော်ကိုယ်တိုင်လည်းဒီ LinkedIn ကနေပြီးတော့ဒီ profile တစ်ခုကျွန်တော်အတက်နိုင်ဆုံးကောင်းကောင်းတိစောက်တယ်ကျွန်တော် develop အချိန်ပေးပြီးတော့ကျွန်တော်အလုပ်ရှာတော့ကလည်းကျွန်တော်တိစောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကတော့ကျွန်တော်ရဲ့ connection ကဒီအရင်ကြီးမကြေပြန်းခဲ့တာပေါ့နော်ကျွန်တော် connection က10ခဏလောက်ပဲရှိတဲ့ခါမှာကျွန်တော်တို့အခွင့်အလမ်းကဒီရတဲ့လောက်မရခဲ့ဘူးပေါ့နော်ဒီ LinkedIn မှာဆိုလို့ရှိရင်ကျွန်တော်တို့ကတခြား social platform တွေလို့ကျွန်တော်ဒီ friend request အထားမျိုးတွေကနေပြီးတော့ကျွန်တော်ဒီလွယ်လွယ်ကူကူကျွန်တော်ဒီ social network ကမကျေပြန့်နိုင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖော်ဖော်တီကျွန်တော်တို့ဒီ connection တွေကိုကျွန်တော် LinkedIn မှာဆိုရင်တော့သူက friend တက်ကိုသူက connection လို့ခေါ်ရပါတော့။ဒီ connection တွေကကျွန်တော်တို့Facebook တို့လို့ကျွန်တော်တို့ဒီများဆန်းကျွန်တော်ဒီ app ပြီးတော့များဆန်း connect ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီမလွယ်ဘူးပေါ့နော်။တဖြည်းဖြည်းချင်းနဲ့ဒီကိုယ့်ရဲ့ profile ကိုတိစောက်ရင်ကိုယ့်ရဲ့ skill တွေဒီ profile ထဲမှာတိစောက်ရင်လည်းပြီးရင်ဒီကိုတနေ့တာလုပ်နေတဲ့အတွေ့အကြုံတွေ experience တွေကိုယ့်ရဲ့ဒီပေါ့နော် target တွေကိုကျွန်တော်ပို့တိစောက်မယ်တိစောက်ရင်လည်းဒီကိုနဲ့ဒီအလားတူတဲ့ network တွေနဲ့ချိန်မိမယ်ကိုယ့်တက်ပို့တဲ့ဟိုပေါ့နော်ဒီ experience ရှိတယ်ကိုယ့်တက်ပို့ပြီးတော့ဒီ skill များတဲ့ပေါ့နော် network တွေနဲ့ချိန်မိမယ်ပြီးလို့ရင်ကိုလုံနေတဲ့ career objective နဲ့ကိုင်းညီတဲ့ company တဖြည်းဖြည်းချင်းနဲ့ချိန်မိမယ်အဲ့လိုချိန်မိပြီးတော့ network ကကျွန်တော်တို့များလာမယ်ဆိုလို့ရှိရင်အလောက်ကန်ရနေပြီးတော့ mix တွေကိုပြန်ပြီးတော့ရှာလာလိမ့်မယ်ပေါ့နော်ဘယ်လိုပုံစံမျိုးရှာလာလိမ့်မလဲဆိုလို့ရှိရင်ဥပမာကျွန်တော်ဆိုလို့ရှိရင် company နှစ်ခုကနေပြီးတော့ LinkedIn ကနေပြီးတော့ဆက်သွယ်တာမျိုးရှိပါတယ်တခုကကြတော့ကျွန်တော် HR နဲ့ဆက်သွယ်ရပေါ့နော်ဒီသူ့ရဲ့ဒီ company မှာဒီ position ရှိတယ်စိတ်ဝင်စားလာဆိုပြီးကျွန်တော်ဆက်သွယ်တာမျိုးရှိရပေါ့နော်ကျွန်တော်လည်းအဲ့ဒီအချိန်တုန်းကကျွန်တော်ဒီအဆင်ပြေရင်
အလုပ်ပြောင်းမလားလို့စိတ်ကူးရင်းနဲ့ကျွန်တော် interview သွားဖြည့်ကြည့်ရပေါ့နော် interview သွားဖြည့်ကြည့်တဲ့အနေအထားမျိုးမှာသူတို့ company မှာရှိတဲ့ position နဲ့ဒီကို offer လုပ်တဲ့ဒီ salary နဲ့ကိုအဆင်မပြေတဲ့အတွက်ကျွန်တော်ညှင်းလိုက်တယ်ပေါ့နော်ဒုတိယတစ်ခုကကျတော့ကျွန်တော်ဒီ agency ပေါ့နော်ဒီအလုပ်ကိုင်းတွေရှာဖွေချိတ်ဆက်ပေးနေတဲ့ agency ကနေပြီးတော့ကိုယ့်ရဲ့ profile ကိုယ့်ရဲ့ wall တွေကိုဝင်ကြည့်ပြီးတော့စိတ်ဝင်စားလို့လားဆက်သွယ်ရပေါ့နော်မင်းနဲ့ကန်ကြီးတယ်ဒီဘက် company မှာတော့ဒီအလုပ်ရှိတယ်လာတာတွေအခွင့်အလမ်းများတယ် position ကတော့လောက်ရှိရပေါ့နော်ဒါပေမဲ့အဲ့ဒီအပိုင်းတွေမှာကျွန်တော်ကဒီကျွန်တော်အလုပ်ပြောင်းပြီးတော့ကျွန်တော်နောက်အလုပ်မှာဒီ position ကောင်းတစ်ခုနဲ့ကျွန်တော်လိုချင်တဲ့လာတာတစ်ခုနဲ့ကျွန်တော်ရနေပြီဖြစ်တဲ့အတွက်အဲ့ဒီဟာကိုကျွန်တော်ဒီလက်လွတ်ခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒီကျွန်တော်တို့ဒီLinkedIn မှာကိုယ့်ရဲ့ profile ကိုတိစောက်ပြီးတော့နေ့စဉ်ကိုယ့်ရဲ့ experience တွေကို share နိုင်ရင်ပိုကောင်းတယ်ပေါ့နော်အဲ့လိုပို့တွေတင်တာမျိုးတွေကိုယ့်ရဲ့ဒီ achievement တွေကိုပြတာမျိုးတွေကိုယ့်ရဲ့ career objective ကိုမြင်အောင်ပြတာမျိုးတွေဒီလိုပုံစံမျိုးကျွန်တော်ဒီ LinkedIn ကိုကျွန်တော်ဒီ career platform တစ်ခုပုံစံမျိုးနဲ့တိစောက်ထားမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကဒီအလုပ်ကိုရှာပြမလို့ပဲနဲ့အလုပ်ကိုင်ကကိုယ်ကိုလာရှာတဲ့ case ပုံစံမျိုးပေါ့နော်ကျွန်တော်လိုပုံစံမျိုးတွေကျွန်တော်တဖြည်းဖြည်းချင်းနဲ့ရလာနိုင်ပါတယ်ဒီလိုနည်းတွေလုပ်ချင်းအပြင်ကျွန်တော်ဒီအလုပ်ကိုင်တွေကိုကျွန်တော်ရနိုင်ပါတယ်အလုပ်ကိုင်တွေကိုကျွန်တော်ဒီအခွင့်အလမ်းတွေကိုကောင်းကောင်းရနိုင်ပါတယ်ဒီဟာတွေကိုကျွန်တော်ဒီတေချာလေးအသေးစိတ်ဒီသုံးကြည့်ဖို့ကျွန်တော်ဒီတိုက်တွန်းတယ်ပေါ့နော်ဒီအလုပ်တွေရှောက်ကြည့်ဖို့တိုက်တွန်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ agency နဲ့သွားမယ်ဆိုလို့ရှိရင် agency ကကျွန်တော်တို့ကုန်မယ်ပေါ့နော် agency ကကုန်ပြီးတော့ကိုယ့်ရဲ့ဒီအလုပ်ကိုင်အတွက်ကကျွန်တော်တို့စိတ်ချရပြီလားဆိုတော့လေကျွန်တော်တို့ဒီကောင်းကောင်းမစိတ်ချရအောင်ပေါ့နော်ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင် agency နဲ့လာတယ်အလုပ်ရှင်နဲ့အဆင်မပြေပြီးတော့ကျွန်တော်တို့ဒီခဏလေးအတွင်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ batch ကို cancel လုပ်ပြီးတော့ပြန်လွှတ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်ဒီ agency နဲ့ပတ်စံကုန်ကြခံပြီးတော့လာမယ်စားဒီကျွန်တော်ပြောတဲ့နီလန်းတွေကနေပြီးတော့ဒီအလုပ်ကိုင်းတွေကျွန်တော်ရှာဖွေကြည့်ပါပေါ့နော်ပြီးရင်ဒီလိုအပ်တဲ့အကူအညီပုံစံမျိုးမသိတာမျိုးမေးခြင်းနဲ့ကျွန်တော်နဲ့ဒီ network တစ်ခုကျွန်တော်တိစောက်ပြီးတော့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖွင့်ထားတဲ့ Telegram channel မှာဒီသိကျင်တဲ့အရာတွေကိုမေးလို့ရပါတယ်ကျွန်တော်ရဲ့ဒီ Telegram ဒီ channel ကိုကျွန်တော်ဒီအောက်က link မှာကျွန်တော်ဒီမှတ်ပေးထားပါမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီ contact ဒီ join ပြီးတော့ပေါ့နော် Telegram ကို join ပြီးတော့ဒီကျွန်တော်နဲ့အတူ network တွေပို့ပြီးတော့ကျေပြအောင်ဒီဆောင်မယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကိုလည်းအဲ့ network ထဲမှာရှိနေပြီးတော့မိတ်ဆွေတို့ဒီမေးတဲ့မေးခွန်းတွေကိုကျွန်တော်အလုပ်အားရင်အားသလိုဖြည့်ပေးပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျဟုတ်